Education
ပထမစုကိုသွန်းနဒီဖြိုး MPF ကလက်ခံရမှာဖြစ်ပါတယ်။我们这边啊，是个干嘛？干是活，然后我在那里呀。我们这边蛮好的，我们这边我们生意的，生意的。မှတ်တမ်းတပ်ပုံရိုက်ကူးမှာဖြစ်ပါတယ်။စစ်ချင်းမြင်ပေးပါတော့ချင်းပြည်နယ်တက်တောင်တင်အားကျေးဇူးတင်ရှိပါတယ်ရှင်။ဆက်လက်ပြီးတက်18နှစ်အောက်ယောက်ျားလေးတူးချင်းပြန်ပွဲတွင်ဆရာရှိသူများအားစုချင်းမြင်မှာဖြစ်ပါတယ်။ပထမမြဝတီမှမင်းမြတ်မိုးဒုတိယ Genius မှဇွဲသီရိပူတွဲတတိယမိထီလာမှဖုံးတက်မြတ်နဲ့မဲကျင်မှဖုံးမြတ်နေတို့အောင်ဝဲခံစင်းမြင့်တွေနေရာယူပေးဖို့ဖိတ်ခေါ်အပ်ပါတယ်။အသက်18နှစ်အောက်ယောက်ျားလေးတူးချင်းပြိုင်ပွဲတွင်ဆရာရှိသူများနေရာယူပေးပါရန်ပန်ကြားအပ်ပါတယ်။စုချင်းမြင့်ပေးနိုင်ပါရန်ရန်ကုန်တိုင်းတက်တောင်စက်ကော်မတီဥက္ကဋ္ဌဦးအောင်ကိုတက်အားလေးစားစွာပန်ကြားအပ်ပါတယ်။ရန်ကုန်တိုင်းတက်တောင်စက်ကော်မတီဥက္ကဋ္ဌဦးအောင်ကိုတက်မှစုချင်းမြင့်ပေးပါရန်ပန်ကြားအပ်ပါတယ်။ကိုထက်ပဲရမယ်။ကိုထက်我们这边，你看我们这边，这没变的，我那是搞这不人的。သွားလို့ရပြီရောက်နေလူတန်းဥပမာပြန်သွားလူတန်းမျိုးတူနေရဥပမာပြန်သွား နောက်ဆုံးမှမလားနောက်ဆုံးမှနောက်ဆုံးမှအဲ့ဒါဟိုကချိန်မှဗီတာမင်ကဥဒုလုံးတော့ချိန်မှဟုတ်ပါပြီပူတွဲတတရားစုကိုမိထီလာမှဖုံးတက်မြတ်နဲ့မဲကျင်းမှဖုံးမြတ်နေလို့လက်ခံရနေတာဖြစ်ပါတယ်ဒုတိယစုကို Genius မှဇွဲသီရိလက်ခံရမှာဖြစ်ပါတယ်ပထမစုကိုမြဝတီမှမင်းမြတ်မိုးလက်ခံရမှာဖြစ်ပါတယ်စုချင်းမြင့်စုချင်းမြင့်ပေးပါတော့ဥအောင်ကိုထက်အားထူးကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးလူတစ်တန်းမျိုးသမီးတူးချင်းပြိုင်ပွဲတွင်ဆုရရှိသူများအားစုချင်းမြင့်မှာဖြစ်ပါတယ်ပထမမနောအေယာမခိုင်တူစဉ်ဒုတိယ ANB မှစုတင်စာအောင်ပူးတွဲတတိယ Golden Shuttle မှနှင်းဝေဝေနဲ့ ANB မှမြတ်တင်စာခိုင်တို့အောင်ပွဲခံစင်မြင့်တွင်နေရာယူပေးဖို့ပန်ကြားအပ်ပါတယ်စုချီးမြင့်ပေးနိုင်ပါရန်ဒေါ်မြတ်မြတ်မော်အားလေးစားစွာပန်ကြားအပ်ပါတယ်သမီးလားစုချီးမြင့်ပေးနိုင်ပါရန်ဒေါ်မြတ်မြတ်မော်အားလေးစားစွာပန်ကြားအပ်ပါတယ်သမီးပူတွဲတတရားစုကို Golden Shuttle မှနှင်းဝေဝေနဲ့ ANB မှမြတ်တင်စာခိုင်လို့လက်ခံရမှာဖြစ်ပါတယ်ဒုတိယစုကို Extreme မှ
ANW မှစုတင်စားအောင်လက်ခံရယူမှာဖြစ်ပါတယ်ပထမစုကိုမနောအေယာမှခိုင်တူစဉ်လက်ခံရယူမှာဖြစ်ပါတယ်စုပေါင်းမှတ်တမ်းတပ်ပုံရိုက်ကူးသွားမှာဖြစ်ပါတယ်အပေါ်ကနေအောက်အနောက်ကိုထိုးချင်တာလားဆက်လက်စုချင်းမြင့်ပေးနိုင်ပါရန်တော့မြတ်မြတ်မော်အားပန်ကြားအပ်ပါတယ်ဆက်လက်ပြီးလူတစ်တန်းအမျိုးသားတူးချင်းပြိုင်ပွဲတွင်ဆူရရှိသူများအားစုချင်းမြင့်မှာဖြစ်ပါတယ်ပထမဇဝနမှညံစင်ဆက်ဒုတိယ extreme မှအောင်ဖုံးခန့်ပူးတွဲတတိယ legacy မှစောဒန်နီယယ်နိုးနဲ့နောအေယာမှထွယ်ကျက်အောင်တို့အောင်ပွဲခံစင်မြင့်တွင်နေရာယူပေးဖို့ပန်ကြားအပ်ပါတယ်လူတစ်တန်းမျိုးသားတူးချင်းပြိုင်ပွဲတွင်ဆရာရှိသူများအားဒေါ်မြတ်မြတ်မော်မှဆက်လက်ချင်းမြင့်ပေးပါရန်ပန်ကြားအပ်ပါတယ်ပူးတွဲတတိယစုကိုlegacy မှစောဒန်နီယယ်နိုးနဲ့မနောအေယာမှထွယ်ချက်အောင်လို့လက်ခံရယူနေတာဖြစ်ပါတယ်ဒုတိယစုကို extreme မှအောင်ဖုံးခန့်လက်ခံရယူနေတာဖြစ်ပါတယ်ငါပြောလေခဏနေစုချင်းမြင့်ပေးပါတော့ဒေါ်မြတ်မြတ်မော်အားထူးကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးလူတစ်တန်းမျိုးသမီးမြောက်ပွဲပြိုင်ပွဲတွင်ဆူရရှိသူများအားစုချင်းမြင့်မှာဖြစ်ပါတယ်ပထမ legacy မှာအိတ်ကျဲစဉ်တက်နှင်းတွေအတွက်ဒုတိယ ANU မှခင်နေနေတွင်မြတ်တင်စာခိုင်တွဲဥတွဲတတိယနီးဝိုင်မှခိုင်မှုတော်ဝင်းကြည်ယူအောင်တွဲနဲ့ဟိမ့်မှထိတ်သားကိုခင်ချမ်းမြေဇန်တွဲတို့အောင်ပွဲခံစင်းမြင့်တွင်နေရာယူပေးဖို့ပန်ကြားအပ်ပါတယ်စုချင်းမြင့်ပေးနိုင်ပါရန်ဦးရဲမြဝေယံအားလေးစားစွာပန်ကြားအပ်ပါတယ်ဦးရဲမြဝေယံမှစုချင်းမြင့်ပေးနိုင်ပါရန်ပန်ကြားအပ်ပါတယ်မတထားကောမပဲခေါ်လိုက်ပါမယ်မတထားတော့ပဲဟုတ်ရအောင်လေရတယ်ဟုတ်ပထမစုကို legacy မှာအိမ်ကျဲစဉ်နဲ့တက်နှင်းတွေလို့လက်ခံရယူနေတာဖြစ်ပါတယ်ချင်းမြင့်ပေးပါတော့ဦးရဲမြတ်ဝေယံအားထူးကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးလူတစ်တန်းမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင်ဆူရရှိသူများအားစုချင်းမြင့်မှာဖြစ်ပါတယ်ပထမဇဝနမှညံလင်းမောင်ညံစင်ဆက်တွဲဒုတိယ TBC ဇဝနမှဆိုင်းကောင်းတန့်အောင်ကောင်းဆက်တွဲပူးတွဲတတိယမဲကျစ်မှနီကီသူမင်းဆက်တွဲနဲ့ဇော်မှစတီဗင်ဆိုင်လောင်ကန်တမောင်တွဲတို့အောင်ပွဲခံစင်းမြင့်တွင်နေရာယူပေးဖို့ပန်ကြားအပ်ပါတယ်စုချင်းမြင့်ပေးနိုင်ပါရန်
ဦးရဲအောင်အားလေးစားစွာပန်ကြားအပ်ပါတယ်စုများကိုဦးရဲအောင်မှချီးမြှင့်ပေးနိုင်ပါရန်ပန်ကြားအပ်ပါတယ်ပူးတွဲတတိယစုကိုမဲ့ကျစ်မှမြစ်ကီသူမင်းစစ်အတွဲနဲ့ဇော်မစတီဗင်ဆိုင်းလန်ဗန်တမောင်တွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်ဒုတိယစုကို TBC ဇဝနမှဆိုင်းကောင်းတန့်အောင်ကောင်းဆက်အတွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်ပထမစုကိုဇဝနမှညံလေးမောင်ညံစင်ဆက်အတွဲတို့လက်ခံရယူမှာဖြစ်ပါတယ်စုချီးမြှင့်ပေးပါတော့ဦးရဲအောင်မှာထူးကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးဝါသနာရှင်တန်းမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင်ဆရာရှိသူများအားစုချီးမြှင့်မှာဖြစ်ပါတယ်ပထမ MBF မှာစုငိုက်မှန်တက်ဝင့်ထဲအောင်တွဲဒုတိယ YCBC မှခင်နှင်းစီလင်းတီရီအောင်တွဲပူးတွဲတတိယ BBC မှဧသွဲထူးထူးမေဖူးတွဲနဲ့ကျူတန်နန်းဧကရီတာချမ်းမြေတို့အောင်ဝဲခံစင်းမြင့်တွေနေရာယူပေးဖို့ပန်ကြားအပ်ပါတယ်စုချင်းမြင့်ပေးနိုင်ပါရန်ဒေါ်ရီမြင့်အားလေးစားစွာပန်ကြားအပ်ပါတယ်စုချင်းမြင့်ပေးနိုင်ပါရန်ဒေါ်ရီမြင့်အားပန်ကြားအပ်ပါတယ်ပူးတွဲတတိယစုကို BBC မှဧသွဲထူးထူးမေဖူးတွဲနဲ့ကျူတန်နားဧကရီတာချမ်းမြေတို့လက်ခံရယူမှာဖြစ်ပါတယ်ဒုတိယစုကို YCBC မှခင်နှင်းစီလင်းတီရီအောင်တွဲတို့လက်ခံရယူမှာဖြစ်ပါတယ်လင်းတီရီအောင်ဟုတ်တယ်လင်းတီရီအောင်ခင်နှင်းစီပထမစုကိုစုငိုက်မှတက်ဝင့်ထဲအောင်တွဲလက်ခံရယူမှာဖြစ်ပါတယ်စုချင်းမြင့်ပေးပါတော့စုချင်းမြင့်ပေးပါတော့ဒေါ်ရီမြင့်အားထူးကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးဝါသနာရှင်နှန်းမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင်ဆရာရှိသူများအားစုချင်းမြင့်သွားမှာဖြစ်ပါတယ်ပထမဇော်မစတီဗင်လာဆန်ဗန်တမောင်တွဲဒုတိယလက်ဂစီမှမင်းသွေးစောဒန်နီယယ်နိုးတွဲပူးတွဲတတိယမိထီလာမှကျော်ရဲလွင်ဇွဲရန်ပိုင်တွဲနဲ့ပိုင်ဝနီယာမှကောင်းသူရိထွတ်မိုးညီညီလွင်တွဲတို့
အောင်ပွဲခံစင်မြင့်တွေနေရာယူပေးဖို့ပန်ကြားအပ်ပါတယ်စုချင်းမြင့်ပေးနိုင်ပါရန် Legacy Sport Arena မှာဥက္ကဋ္ဌဦးဟန်လိုင်းဦးအားပေးစားစွာပန်ကြားအပ်ပါတယ်စုချင်းမြင့်ပေးနိုင်ပါရန်ဦးဟန်လိုင်းဦးအားပေးစားစွာပန်ကြားအပ်ပါတယ်ဝင်လေအဲ့ဒါဝင်လေဝေးရပါအောင်လို့ ဘူးတွဲတတိယစုကိုမိတ်ထီလာမှကြော်ရဲလွင်ဇွဲရန်ပိုင်းအတွဲနဲ့ပိုင်အိုနီးယားမှကောင်းသူရိန်ထွတ်မိုးညီညီလွင်တွဲတို့လက်ခံရယူမှာဖြစ်ပါတယ်ဒုတိယစုကို Legacy မှမင်းသွေးစောဒန်နီယယ်နိုးအတွဲလက်ခံရယူမှာဖြစ်ပါတယ်ပထမစုကိုဇော်မစတီဗင်လာဆန်ဗန်တမောင်းအတွဲတို့ရှင်ပြိုင်စုလက်ခံရယူမှာဖြစ်ပါတယ်စုချင်းမြင့်ပေးပါတော့ဦးဟန်လိုင်းကထူးကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးနှစ်ယောက်ပေါင်း80တန်းပြိုင်ပွဲတွင်ဆရာရှိသူများအားစုချင်းမြင့်မှာဖြစ်ပါတယ်ပထမ Team Impact Box မှာအောင်ထွန်းဦးမျိုးထက်အောင်တွဲဒုတိယသင်္ကဟ Box မှာမြင့်အေးဖြိုးဝေထွန်းတွဲဒုတွဲတတိယ Box မှာပြေဖြိုးကိုကိုပြေဆုံးအောင်တွဲနဲ့ Boss မှာချမ်းငိမ့်ကျော်ဆိုရ
ရာဦးဝင်းထွတ်အားလေးစားစွာပန်ကြားအပ်ပါတယ်သွားလေသွားလေသမီးတို့သွားတော့လေ ပူတွဲတတိယစုကိုဖြိုးဝေထွန်းဝေဖြိုးအောင်တွဲနဲ့ကျော်သက်ထွန်းဇော်မျိုးထွန်းတွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်ဒုတိယစုကိုချမ်းငိမ့်ကျော်မင်းမင်းတွဲတို့လက်ခံရယူမှာဖြစ်ပါတယ်ချမ်းငိမ့်ကျော်မင်းမင်းတွဲလက်ခံရယူနေတာဖြစ်ပါတယ်ပထမစုကို Phoenix ဇော်မတီဟဆိုးဇော်မမောင်ဆိုးတွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်စုချင်းမြင်ပေးပါတော့ဆရာဦးဝင်းထွတ်အားသူကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးနှစ်ယောက်ပေါင်း100တန်းပြိုင်ပွဲတွင်ဆရာရှိသူများအားစုချင်းမြင်မှာဖြစ်ပါတယ်ပထမ Boss မမင်းမင်းဇော်မျိုးထွန်းတွဲဒုတိယ Royal Cherry USBA မှနေနွယ်လေးသူရကျော်ဝင်းတွဲဥတွဲတတိယ STT ဇော်မဇော်မင်းဦးဇော်မမောင်စိုးတွဲနဲ့အောင်မြင့်စိန်တက်လွင်တွဲတို့စုလက်ခံရယူပေးပါရန်ပန်ကြားအပ်ပါတယ်စုကြီးမြင့်ပေးနိုင်ပါရန်မန္တလေးတိုင်းဒေသကြီးတက်တာမသိအုပ်ချုပ်သူဦးထွန်းွယ်လင်းအားလေးစားစွာပန်ကြားအပ်ပါတယ်ဥတွဲတတိယစုကိုကျော်မင်းဦးဇော်မမောင်စိုးအတွဲနဲ့အောင်မြင့်စိန်တက်လွင်အတွဲတို့လက်ခံရနေတာဖြစ်ပါတယ်ကောင်းကောင်းအိုက်လိုက်တာအိုက်လိုက်တာအောင်လေအရာကုန်ပွင့်ဒုတိယစုကို Royal Cherry USBA မှနေနွယ်လေးသူရကျော်ဝင်းတွဲတို့လက်ခံရနေတာဖြစ်ပါတယ်ပထမစုကို Boss မမင်းမင်းဇော်မျိုးထွန်းတွဲတို့လက်ခံရနေတာဖြစ်ပါတယ်စုချင်းမြင်ပေးပါတော့ဦးထွန်းွယ်လင်းအားသူကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးနှစ်ယောက်ပေါင်း130တန်းပြိုင်ပွဲတွင်ဆရာရှိသူများအားစုချင်းမြင်သွားမှာဖြစ်ပါတယ်ပထမ Boss မမိုးကျော်မြင့်ထွန်းထွန်းစောတွဲဒုတိယ USBA မှသူရကျော်ဝင်းထွန်းွယ်လင်းတွဲဥတွဲတတိယ Active မှကျော်စိုးလက်တက်မိုးနိုင်တွဲနဲ့ Pioneer မှမိုးညီညီတွင်စောရဲညွန့်သိန်းတွဲတို့စုလက်ခံရယူပေးပါရန်ပန်ကြားအပ်ပါတယ်
စုချင်းမြင့်ပေးနိုင်ပါရန်တနင်္သာရီတိုင်းဒေသကြီးကြက်တောင်တင်အုပ်ချုပ်သူဦးရန်ရှင်းအားလေးစားစွာပန်ကြားအပ်ပါတယ်နှစ်ယောက်ပေါင်း130တန်းပြိုင်ပွဲဆရာရှိသူများမိုးကျော်မြင့်ထွန်းထွန်းစောတွဲသူရကျော်ဝင်းထွန်းနွယ်လင်းတွဲကျော်စိုးလက်တက်မိုးနိုင်တွဲနဲ့မိုးညီညီတွင်စောရဲညွန့်သိန်းတွဲတို့ဆုလက်ခံရယူကိုပန်ကြားအပ်ပါတယ်ပူတွဲတတိယဆုကိုအတ္တမကျော်စိုးလက်တက်မိုးနိုင်တွဲနဲ့မိုးညီညီတွင်စောရဲညွန့်သိန်းတွဲတို့လက်ခံရယူဖြစ်ပါတယ်ဆရာမတန်တအားချိုး ချိုတွေစားလို့ဟုတ်လားဂျယ်ရီတွေစားလို့ မဟုတ်ပါတကယ်ကောင်းတာ ဒုတိယဆုကို USBA မှသူရကျော်ဝင်းထွန်းနွယ်လင်းတွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်ပထမဆုကို Boss မှမိုးကျော်မြင့်ထွန်းထွန်းစောတွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်မှတ်တမ်းတပ်ပုံရယူသွားမှာဖြစ်ပါတယ်စုချီးမြှင့်ပေးပါတော့ဦးရန်ရှင်အားအထူးကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးတာမန်တန်းမျိုးသမီး2ယောက်တွဲပြိုင်ပွဲတွင်ဆုရရှိသူများအားစုချီးမြှင့်သွားမှာဖြစ်ပါတယ်ပထမ MBF မှအိတ်ကြားဖြူသရာထက်ကျော်တွဲဒုတိယ MBF မှနန်းဆန်းချမ်းတော်သွန်းနဒီဖြိုးတွဲပူးတွဲတတိယဘိုကန်နိုမှအေးအေးငိမ့်ထူးခင်ခင်တွဲနဲ့ညံမှညက်မျိုးတက်ခိုင်ယွန်းဝရီနန္ဒအောင်တွဲတို့အောင်ဝဲခံစင်မြင့်တွင်နေရာယူပေးဖို့ပန်ကြားအပ်ပါတယ်စုချီးမြင့်ပေးနိုင်ပါရန် Royalty မှတာဝန်ရှိသူတို့အားလေးစားစွာပန်ကြားအပ်ပါတယ်တာမန်တန်းမျိုးသမီး2ယောက်တွဲပြိုင်ပွဲပူးတွဲတတိယဆုကိုဘိုကန်နိုမှအေးအေးငိမ့်ထူးခင်ခင်တွဲနဲ့မြန်မာညမျိုးတက်ခိုင်ယုံမရီနန္ဒအောင်တွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်ဒုတိယဆုကို MBF မှနန်းဆန်းချမ်းတော်နဲ့သွန်းနဒီဖြိုးတွဲတို့လက်ခံရယူမှာဖြစ်ပါတယ်ပထမဆုကို MBF မှအိတ်ကြားဖြူသရာထက်ကျော်တွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်စုပေါင်းတပ်ပုံရကျူးမှာဖြစ်ပါတယ်ဆက်လက်စုချီးမြှင့်ပေးနိုင်ပါရန် RAD မှတာဝန်ရှိသူတို့အားပန်ကြားအပ်ပါတယ်ဆက်လက်ပြီးတာမန်တန်းမျိုးသား2ယောက်တွဲပြိုင်ပွဲတွင်ဆရာရှိသူများအားစုချီးမြှင့်မှာဖြစ်ပါတယ်ပထမ MBF မှညဉ့်မြတ်ကျော်ညံမင်းထက်တွဲဒုတိယ God မှဟိန်းကောင်းစံမျိုးထက်အောင်တွဲပူးတွဲတတိယ TBC မှကောင်းပိုင်မင်းခဆိုင်မင်းခန့်တွဲနဲ့ MBF မှ
အောင်ကောင်းခန့်ကိုတွဲတို့အောင်ဝဲခံစင်မြင့်တွေနေရာယူပေးဖို့ပန်ကြားအပ်ပါတယ်ဆက်လက်စုချင်းမြင့်ပေးနိုင်ပါရန် Royal ဒီမှတာဝန်ရှိသူအားအေးစားစွာပန်ကြားအပ်ပါတယ်။သမီးတို့သွား။ဟိုရောက်နေပြီ။ပူးတွဲတတိယစုကို TBC မှကောင်းပိုင်မင်းခန့်စိုင်းမင်းခန့်တွဲနဲ့ MBF မှအောင်ကောင်းခန့်ကိုတွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်ဒုတိယစုကို Godsma အိမ်ကောင်းစံမျိုးထက်အောင်တွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်ပထမစုကို MBF မှမြင့်မြတ်ကျော်ညံမင်းထက်တွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်စုချင်းမြင့်ပေးပါတော့ Royal ဒီမှတာဝန်ရှိသူတို့ဟာသူကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီး GMC မျိုးသမီးမြောက်ပွဲပြိုင်ပွဲတွင်ဆရာရှိသူများအားစုချင်းမြင့်မှာဖြစ်ပါတယ်ပထမ MBF မှလင်းလင်းထက်တွန်းနွယ်စုတွဲဒုတိယဇဝနမှခိုင်တင်စာစမ်းလိုက်မိန်တွဲပူးတွဲတတိယ MBF မှညမိုးခန့်မေမိုးခန့်နန်းဆန်းချမ်းတော်တွဲနဲ့ဘိုကန်တို့မှအေးအေးငိမ့်တင်းစံတွဲတို့အဝဲခံစင်မြင့်တွေနေရာယူပေးဖို့ပန်ကြားအပ်ပါတယ်စုချီးမြင့်ပေးနိုင်ပါရန်စုချီးမြင့်ပေးနိုင်ပါရန်ဗီတာမြန်မာမှမတ်တထားသူစားအားလေးစားစွာပန်ကြားအပ်ပါတယ်ပူးတွဲတတိယစုကိုဘိုကန်တို့မှအေးအေးငိမ့်တင်းစံတွဲနဲ့ MBF မှမေမိုးခန့်နန်းဆန်းချမ်းတော်တွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်ဒုတိယစုကိုဇဝနမှခိုင်တင်စာစမ်းလိုက်မိန်တွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်ပထမစုကို MBF မှလင်းလင်းထက်တွန်းလွင်စုတွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်ချင်းနဲ့ပေးပါတော့ဗီတာမြန်မာမှမတ်တထားသူကထွန်းကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီး GMC မျိုးသားမြောက်တွဲပြိုင်ပွဲတွင်ဆရာရှိသူများအားစုချင်းမြင့်မှာဖြစ်ပါတယ်ပထမ MBF မှလာဇွဲတူကဖြိုးသူရိန်ကျော်တွဲဒုတိယ Genius Gods မှအာကာဖုံးမြအောင်မျိုးထူတွဲပူးတွဲတတိယ MBF မှအောင်ကောင်းခန့်မြင့်မြတ်ကျော်တွဲနဲ့မင်းထုတ်ခေါင်ပ
ပိုင်သူရကျော်တွဲတို့အောင်ပွဲခံစင်မြင့်တွင်နေရာယူပေးဖို့ပန်ကြားအပ်ပါတယ်စုချင်းမြင့်ပေးနိုင်ပါရန်ရီကဲဘက်ဒမင်မန်ကလပ်မှဦးသက်ခိုင်နဲ့တာဝန်ရှိသူများဘဒူလာမှလည်းဦးသက်ခိုင်ဦးသက်ခိုင်မှချင်းမြင့်ပေးနိုင်ပါရန်လေးစားစွာပန်ကြားအပ်ပါတယ်သက်ခိုင်ကအလုပ်ကြီးဖြစ်သွားပြီလားဟုတ်သက်ခိုင်ကအလုပ်ကြီးဖြစ်သွားပြီလားအဖိုးကြီးဖြစ်သွားပြီသိတယ်လေပူးတွဲတတရားစုကိုအောင်ကောင်းခတ်မြင့်မြတ်ကျော်တွဲနဲ့မင်းထုတ်ခေါင်ပိုင်တုတ္တကျော်တွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်ကိုစုရစိတ်ကိုတစ်ခါ ပစံတစ်ခါစုတစိတ်ကိုတစ်ခါဒုတိယစုကိုအာကာဖုံးမြတ်အောင်မျိုးထူးတွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်မားတော့ပဲမှားကုန်တော့မယ်ပတ်စံနေဖျောက်ထိတ်တယ်လေလိုနေပထမစုကို MBF မှာလာဆွဲဒီကဖြိုးသီရန်ကျော်အတွဲတို့လက်ခံရယူနေတာဖြစ်ပါတယ်မှတ်တမ်းတပ်ပုံနဲ့ပြီးသွားမှာဖြစ်ပါတယ်စုချီးမြင့်ပေးပါတော့ရီကဲဘက်ဒူနန်ကလပ်မှဦးသက်ခိုင်နဲ့တာဝန်ရှိသူများအားထူးကျေးဇူးတင်ရှိပါတယ်ရှင်အားလုံးခေါ်လိုက်ရမှာလားအားလုံးခေါ်လိုက်ရမှာလားဆူရရှိသူအားလုံးအထူးစုများကိုချီးမြင့်သွားမှာဖြစ်တဲ့အတွက်အသက်73နှစ်အောက်ယောက်ျားလေးမိန်းကလေးပြိုင်ပွဲမှအထူးစုရရှိသူ2ဦးဖိတ်ခေါ်မှာဖြစ်ပါတယ်ဘယ်သူတွေလဲမသိဘူးเนาะဒီအမှနာမည်ရေးထားဘူးလားပေးထားဘူးကျွန်မကမပေးထားဘူးသူကဘယ်သူလူတွေအထူးစုကဘယ်သူရရတယ်ဘယ်သူလဲအထူးစုကဘယ်သူပေးမှာတော့ပထမရတဲ့တယောက်ပဲလေပထမဝယ်ပေးမှာလားဟုတ်ကျွန်မဝမ်းမှမပြောဘူးလေထူးစုပေးမယ်လို့ပဲပြောတာဘယ်သူပေးလို့မပြောဘူးပထမဟောပထမကြားပထမမှဓမ္မပေါ့ဟုတ်ကြားပထမမှဟုတ်ပြီအသက်73နှစ်အောက်ယောက်ျားလေးတူးချင်းပြိုင်ပွဲတွင်ပထမဆုရရှိသောဟိန်းမှသူရဖုံးတန့်အထူးစုလက်ခံရယူပေးဖို့ပန်ကြားအပ်ပါတယ်မိန်းကလေးတူးချင်းပြိုင်ပွဲတွင်ပထမဆုရရှိတဲ့ MBF မှပန်စုချိုနှစ်ယောက်စလုံးတစ်ခါလဲခေါ်လိုက်ဟုတ်မင်းလေးကိုအရင်ပေးပါဒီဆက်သွေးအားမိန်းကလေးတူးချင်းအထူးဆုရရှိတဲ့ MBF မှပန်စုချိုသူရဖုံးတန့်အသက်73နှစ်ပထမဆုရတဲ့သူရဖုံးတန့်မရောက်နေလဲသူရဖုံးတန့်ဆုလက်ခံပေးဖို့ပန်ကြားအပ်ပါတယ်ဟိန်းမှသူရဖုံးတန့်ဘယ်ရောက်သွားလဲမင်းမရှိသူရဖုံးတန့်ဟိန်းမှသူရဖုံးတန့်ဆုလက်ခံပေးဖို့ပန်ကြားအပ်ပါတယ်ပြန်သွားလို့လားခုနကြေညာထားတယ်လေစုပေးမယ်နေအောင်လို့ပြန်သွားပြီဟိုတယ်ပြန်သွားပြီဒုက္ခပဲစုပေးပါမယ်လို့ပြောတဲ့ဟာသိကြလားမပေးတော့ဘူးကြေညာလိုက်တော့မယ်ကြေညာလိုက်တော့အဲဆူရရှိသူများဂရုတပ်ပုံရကူးမှဖြစ်တဲ့အတွက်ကြားရောက်ပေးဖို့ပန်ကြားအပ်ပါတယ်ဆူရရှိသူများအားလုံးပတ်တန်းတပ်ပုံရိုက်ကူးရန်အတွက်အမြန်ဆုံးလာရောက်စေလိုပါတယ်ဆူရရှိသောကစားသမားများအားလုံးမှတ်တမ်းတပ်ပုံရိုက်ကူးမှဖြစ်တဲ့အတွက်အမြန်ဆုံးလာရောက်စေလိုပါတယ်ကဲကြေညာလိုက်တော့မှာနော်ကြေညာလိုက်တော့မှာနော်ပြီးမြောက်ကြောင်းကြေညာလိုက်ရတော့မှာလားလို့
ကဲရိုက်မယ်ပြီးပြင်ညာအောင်မယ်ခန္ဓာပိတ်အောင်မယ်ဆရာရှိသောကမများအားလုံးမြန်ဆုံးလာရောက်ပေးဖို့ပန်ကြားအပ်ပါတယ်အန်တီမီရဲ့စုအန်တီမီရဲ့စုအဲ့ဒါအန်တီမီရဲ့စုနင်ကျညာပေးရအောင်မယ်ဟုတ်ဒီဘိုင်းညာဘယ်သူဟာလဲသူတို့ဟာကြီးမလားထားခဲ့လေအဲ့ဒါကြောင့်မလို့တိမလာပေးတမ်းမယ်တောင်းဝင်လေတူတူပြန်မှာကျညာပေးရအောင်မို့အေးသူ့ကျတို့ခန္ဓာပိတ်ကြောင်ကျညာအောင်ပါကျညာမပေးလို့လည်းမဖြစ်ဘူးကျညာပေးရအောင်ဟုတ်ပါတယ်အကောင်းဟိုကလေးလေးကဟင်းကကလေးလေးကစုမယူပဲပြန်သွားတယ်ပြီးရင်ခန္ဓာကြီးမြောက်ကြောင်းကြီးညာပေးရအောင်ဟုတ်ပါဝင်းစီစဉ်ရခန္ဓာပြည့်မြောက်ကြောင်းကျင်းညာမှာဖြစ်တဲ့အတွက်ဘာလို့မှမဟုတ်ဘူးလေဘာပြောအောင်မှာကျင်းညာတော့မယ်လေ God Master Challenge 2026စုချီးမြှင့်ခြင်းခန္ဓာအောင်မြင်စွာပြည့်မြောက်ကြောင်းကျင်းညာအပ်ပါတယ်ရှင်
တော်နာမည်ကလက်ဇွီဒီကပါ တော့ချိုးစရိတ်ကြော်ဗျအရင်ပြောပါရဲ့ ရမ်းပြောပါရဲ့ကဟုတ် အတွေ့အကြုံကတော့ဘောရိုက်တဲ့လူတွေအကုန်လုံးကကိုယ်စီနီယာကြီးပဲဆိုတော့အတွေ့အကြုံတော့အများကြီးရပါတယ်ပျော်လဲပျော်ပါတယ်ဟုတ်တယ်ဗျအရင်နေ့ကလည်းပထမပဲ ဟုတ်အခါရထားတယ်ဗျဟုတ် ကျေးဇူးတင်ပါတယ်လို့နောက်ထပ်လည်းအများကြီးအားပေးပါဦး ကျေးဇူးအများကြီးတင်ပါတယ် အတွေ့အကြုံတွေကတော့ရှိပါရောပါလေ
င်္ဂလာပါ ဟုတ်အားလုံးတက်ဝမ်းသာပါတယ်ဒီနေ့ GMC ပိန်ပွဲကြီးမှာလည်းအဲ့လိုဆူရတဲ့လူငယ်တွေကောဒီလူသစ်တန်းတွေဝါသနာရှင်တွေရောပေါ့နော်ဆိုတော့အကုန်လုံးကိုproud ဖြစ်ပါတယ်ပြီးတော့ဝမ်းလည်းဝမ်းသာပါရှင့်ဟုတ်ဒီနေ့ကစုပေးတာကဒီအကြီးတန်း double ပေါ့နော်ဝင်ပေးစုပေးတာပေါ့နော်ဆိုတော့ဝမ်းသာပါတယ်ဒီကလေးတွေကလည်းကိုနဲ့ national ကွင်းမှာလည်းတူတူ training လုပ်ခဲ့ကြတဲ့ကလေးတွေပဲဆိုတော့လေအကုန်လုံးဝမ်းသာပါတယ်ပြီးတော့ဒီပွဲပဲညီမမြဲဖြစ်တာပေါ့နော်ပုံမှန်ကတော့နှစ်တိုင်း national championship မှာဆိုလို့ရှိရင်လည်းပြန်ပွဲဝင်ရပြိုင်နေတာဆိုတော့လေဒါကတော့နှစ်တိုင်းလိုလိုက experience တစ်ခုပါပဲဟုတ်ဟုတ်နောက်နေ့တွင်မှာလည်း GMC 2020ခုဆိုပြီးတော့မှရှိအောင်မှာဆိုတော့လေဒီလိုဒီနေ့လိုပဲနောက်နေ့တွင်မှာလည်းထပ်ပြီးတော့မှကစားသမားတွေပို့ပြီးတော့မှများပြီးတော့မှအတန်းတွေလည်းပို့ပြီးတော့မှများပြီးတော့မှပေါ့နော်ကစားသမားတွေလည်းပိုများလာပါစေလို့ဆုတောင်းပါတယ်ဟုတ်ကဲ့ဒီ GMC ပွဲကိုလာရောက်ရှင်ပြိုင်နေတဲ့ကစားသမားတူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်လို့နောက်နေ့တွင်မှာလည်းဒီပင်ပွဲကိုလာရောက်ရှင်ပြိုင်မှာလို့ဖိတ်ခေါ်ချင်ပါတယ်